မြတ်စွာဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်သလဲဆိုဘေကုံမေးတာပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလည်းကိုယ်မေးရင်ဘယ်လိုဖြေရမယ်ဆိုတဲ့အဖြေလေးတွေကစိတ်ဝင်စားစရာပေါ့အကောင်းတယ်ပေါ့မှတ်သားနာယူကြမယုံကြည်တဲ့ပုဂ္ဂိုလ်အပဲဖြစ်စေဒီမေးခွန်းတွေကိုမေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့ယမယကဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမေးခွန်းမျိုးတွေမေးခဲ့ကြတာတွေရှိတယ်ဘုရားဘာသာထဲမှာလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမေးခွန်းမျိုးတွေမေးတတ်တယ်ပေါ့အဲ့တော့မိလိမ့်နာမင်းကြီးကတော့သူကိုယ်တိုင်ကဖိဋကတ်သုံးပုံစာပေတွေကိုနှစ်နှစ်ဆက်ဆက်လေ့လာပြီးမရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဘုရားကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းတွေမေးမယ်ဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူသိရှိနားလည်ခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့